ဖန်ပကံလုံးကိုအပေါက်ဖောက်တဲ့အခါတစ်ချက်ထုလိုက်တာနဲ့ကွဲသွားရောဖန်ပကံလုံးကိုသာရေထဲနှစ်ပြီးရိုက်ဖောက်မယ်ဆိုရင်အလွယ်တကူပေါက်သွားပါလိမ့်မယ်ဒါကရေရဲ့နီးယာမှာသဘောတရားပါကျဲဥပေါ်စားအနေငယ်တင်လိုက်ရင်အပေါ်ကနေကျဲဥနောက်တစ်လုံးဆင့်တင်လို့ရပါတယ်ဒါကဟန်ချက်ညီချင်းရဲ့သဘောတရားပါဒိတ်ကုံသွားတဲ့ PK ကိုမလွတ်ပစ်ပါနဲ့သူ့ကိုဒီလိုမျိုးလှမ်းချုံပုံစံသွင်းပြီးလျှက်တစ်ပြက်အောင်သီးနဲ့ထူလိုက်အောင်သီးပေါက်သွားလိမ့်မယ်ဒါကနျူတန်ရဲ့နီးယာမှာတစ်ခုဖြစ်ပါတယ်မီဂျစ်ဆန်ရဲ့ထိတ်ကလောင်စာလေးကိုဖြုတ်ဗီဒီယိုထဲကအတိုင်းလောက်စာလေးနဲ့ဒုတ်ချောင်းကိုခဲပန်းနဲ့ပတ်ထိပ်ပြားကိုဖီပြီးခွက်ထဲကိုထဲပြီးရင်ထိပ်ပြားကိုမီညီလိုက်ဒါကဒုံးပြက်တွေရဲ့အလုပ်လုပ်ပုံပဲတခဲရဲ့အနှုတ်ဘက်ကိုတန်လိုက်ခဲ့အပေါင်းဘက်ကိုကျင်းနှုံးကျိုးတင်လိုက်ကျင်းနှံကျိုးခွေလဲသွားလိမ့်မယ်ဒါကလျှက်စစ်ကားပိန်းတွေအလုပ်လုပ်တဲ့ပုံစံပဲရေခဲတုံးပေါ်ကိုအချီတင်လိုက်လူကြီးမင်းတို့ယုံနိုင်လားအပေါ်ကားနေစားဖြူလိုက်ယုံနဲ့ရေခဲတုံးတွေကိုအလွယ်တကူမလို့ရသွားရောဒါကနှင်းရည်ပြောင်းစားဖြူရတဲ့အကြောင်းရင်းမှာစာအုပ်နှုတ်ကိုမျက်နှာချင်းဆိုင်တရွက်ပြီးတရွက်ထပ်လိုက်ချိတ်ဆက်မှုစွမ်းအားကရေတံမှုကြီးတစ်ပူးကိုတော့မယူနိုင်ပါတယ်ဒိတ်ကုံနဲ့နွားတို့ကိုကိုလာပူထဲထည့်လိုက်10မိနစ်လောက်နေတာနဲ့ကိုလာကအရေးကြီးဖြစ်သွားပြီးအခြားဘာတွေမှမသိတဲ့အနေတွေလည်းကြံနေခဲ့ပါတယ်အာလူကိုအတုံးလေးတုံသွားကြထိုးရန်နဲ့ထိုးပြီးဗီဒီယိုထဲကအတိုင်းဆက်မယ်ပြီးရင်နောက်ထပ်သွားကြထိုးရန်နဲ့ထိပ်ဖျားမှတင်လိုက်ဟန်ချက်ညီနေတာကိုတွေ့လိမ့်မယ်မီဂျစ်ဆန်ရဲ့ထိတ်ကလောင်စာလေးတွေကိုစူပြီးတောက်ကလောက်အတွင်းကိုထည့်ပြီးရင်မီဂျစ်ဆန်ထည့်ပြီးမီညီလိုက်တော့ယူဖို့မိခဲ့တဲ့အခါဒီလိုမျိုးဖွင့်လို့ရတယ်ကျိုးစားကိုအောက်လွတ်ချလိုက်တာနဲ့လေးဘောကိုပြန်ပြီးအကုန်လုံးဆန်းထွက်လာလိမ့်မယ်တခဲရဲ့နှစ်ဖက်လုံးကိုတန်လိုက်ခဲ့ပြီးကျင်းနှံခွေတွေကိုထည့်လိုက်တခဲကအထဲမှာပတ်ပြေးနေလိမ့်မယ်ဒါကလျှက်စစ်မီးရထားတွေရဲ့အလုပ်လုပ်ပုံပဲတော့နှချောင်းကိုကျင်းနှံကျိုးနဲ့ရစ်ပြီးတခဲရဲ့အပေါင်းနှုတ်နေရာတွေမှာကတ်လိုက်လျှက်စစ်ဓာတ်တစ်ချောင်းရသွားပြီးဒါကခုခံခြင်းရဲ့နေရာမှာပဲဘူရဲကိုရေနေငယ်ထဲအောက်ကနေအပူပေးပြီးမြ мян ရေခဲရည်တွေကိုနှိမ့်လိုက်တာနဲ့တန်ဘူးကျုံသွားရောဒါကအပြင်းထန်လေးကျင်ကန်လုပ်ပြီးတဲ့အခါရေခဲရည်မတောက်တဲ့အကြောင်းရင်းပဲရေခဲခဲနေတဲ့စပစ်တီကိုရိုးရိုးရေထဲထည့်လိုက်စပစ်တီရဲ့ပပက်လက်ကရေတွေခဲသွားလိမ့်မယ်ရေကွက်ထဲကိုအပြာရောင်အဝါရောင်အနီရောင်အရောင်သုံးမျိုးထဲဂျာမရေကွက်အလွတ်တွေထားပြီးခွက်တစ်ကိုတစ်ရှူနဲ့ဆက်လိုက်အချိန်နှဲငယ်လောက်ကြာတဲ့အခါအရောင်အသစ်သုံးမျိုးကိုရရှိပါလိမ့်မယ်ပိုက်တစ်ချောင်းနဲ့အာလူကိုဘလို့မှမထိုးဖောက်နိုင်ဘူးဒါပေမဲ့ပိုက်ရဲ့တစ်ဖက်ကိုလက်မနဲ့လေလုံအောင်ပေးပြီးအားနဲ့ထိုးဆိုင်လိုက်ပိုက်ကအာလူကိုထိုးဖောက်နိုင်သွားရောဒါကလေဖျားကြောက်ပါဘောင်းမီမှာ PK ကတ်သွားပြီးခွာလို့မရတဲ့အခါဘလို့လုပ်မလဲ PK ပေါ်ရေခဲတုံးလေးတင်လိုက်ရုံပဲ2မိနစ်လောက်နေရင်အလွယ်တကူခွာလို့ရသွားမယ်ရေကိုလေးစားနဲ့ကြည့်တဲ့အခါရေထဲကဖြတ်သွားတဲ့လေးစားရဲ့အလင်းရောင်ကိုမမြင်ရပါဘူးရေထဲကိုနွားတို့အနေငယ်ထဲမှွေပြီးမှကြည့်မယ်ဆိုရင်တော့လေးစားဖြတ်သွားတဲ့လမ်းတစ်လျှောက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်နက်ကိုကျင်းနှံကျိုးနဲ့ရေပတ်ပြီးအစောနှစားကိုတက်ခဲနဲ့ဆက်လိုက်တဲ့အခါတံပစ္စည်းတွေကိုဆွဲငင်နိုင်သွားလိမ့်မယ်ဒါကကရင်းရဲ့အလုပ်လုပ်ပုံပါပကံထဲရေထည့်ပြီးအလဲမှာဖျောင်းနိုင်ထွန်းအပေါ်ကနေခွက်နဲ့အုပ်လိုက်တဲ့အခါပကံထဲကရေတွေကခွက်ထဲရောက်သွားလိမ့်မယ်ဒါကလေရဲ့ဖျားများတဲ့အတွက်ကြောင့်ပါစက်ကုတ်ခူးဝေပုံစံညံဝါကြောင်းလေးပေါ်မှာခြေပြီးအောင်နာလေးမှာဖျောင်းနိုင်ထွန်းထားလိုက်ဒါဆိုဆော်ရက်ကငကားလိုမျိုးလှည့်ပတ်နေလိမ့်မယ်ဒါကမီပုံးပြန်တွေရဲ့အလုပ်လုပ်ပုံပဲနှင်းစီပန်းဖြူတပွ